ကျွန်တော်အခုမေးမဲ့မေးခွန်းလေးကိုရိုးရိုးသားသားလေးဖြေကြည့်ပေးပါမိတ်ဆွေချမ်းသာခြင်းလားဒါကမေးခွန်းအဟောင်းကြီးလို့ထင်ရပေမဲ့တကယ်တမ်းမိတ်ဆွေလိုချင်တာကတာမန်လုံလောက်ယုံအရှိအနေလားဒါမှမဟုတ်ငွေကြေးနဲ့ပတ်သက်ပြီးဘယ်တော့မှပူပန်စရာမလိုတဲ့ထိတ်တန်း100%စရင်ဝင်တတိတယောက်ဖြစ်ရှင်တာလားလူတိုင်းကတော့ချမ်းသာခြင်းကြတာကြီးပါပဲဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာရောကမ္ဘာမှာပါအောင်မြင်နေတဲ့တတိတွေကိုကြည့်လိုက်ရင်သူတို့မှာတူညီတဲ့နေဝက်ချက်တစ်ခုရှိနေပါတယ်အဲ့ဒါကတော့ one life balance လို့ခေါ်တဲ့ဘဝနဲ့အလုပ်မျှတနေတာမဟုတ်ပါဘူးတကယ်တမ်းသူတို့ရှမ်းသာလာရတဲ့အကြောင်းရင်းကယူသွမှုတစ်ခုရှိနေလို့ပါပဲဒီနေ့ဗီဒီယိုမှာမိတ်ဆွေတို့ကိုဘယ်သူမှပွင့်လင်းလင်းမပြောပြကြတဲ့ရှမ်းသာဖို့အတွက်ပေးဆက်ရမယ့်တကယ်အမှန်တရားကိုပြောပြပေးပါမယ်ဒီစကားတွေကိုကြားရတာမိတ်ဆွေအတွက်တက်တောင့်တက်တာမရှိကောင်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒါကမိတ်ဆွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်မဲ့တကယ်အမှန်တရားပါဒီနေ့ဗီဒီယိုကတာမန်ပတ်စံစုပါရင်းနှီးမြှုပ်နှံပါဆိုတဲ့ဗီဒီယိုမျိုးမဟုတ်ပါဘူးရှမ်းသာရင်နောက်ွယ်ကစိတ်နေသဘောထားဖို့ဖွဲရှမ်းလေးလာသွားရမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဘာတွေဆွေးနွေးသွားမလဲဆိုတော့ပထမဆုံးအနေနဲ့ unhealthy obesity လို့ခေါ်တဲ့ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ထင်ရလောက်တဲ့အလုပ်အပေါ်ယူသွမှုကဘာကြောင့်မရှိမဖြစ်လိုအပ်တာလဲဒုတိယအချက်အနေနဲ့မိတ်ဆွေရဲ့အုံနောက်ကိုနေ့တိုင်းဘာတွေကျွေးမွေးနေတာလဲမိတ်ဆွေကြည့်နေတဲ့ပုံတွေကအရာတွေကမိတ်ဆွေရဲ့ဝင်ငွေကိုဘယ်လိုဆုံးဖြတ်ပေးနေတာလဲတတိယအချက်ကတော့လူအများစုဘာကြောင့်စိတ်ဆင်းရဲပြီးမအောင်မြင်ကြတာလဲဆိုတဲ့ထောင်ချောက်အကြောင်းကိုပြောပြပေးသွားပါမယ်ဒါအပြင်ဒီဗီဒီယိုရဲ့နောက်ဆုံးမှာတော့ဒီခီးတန်းကို6လမ်းကျင်သူတွေမေးသိရှိရဲ့အမေကိုမေးခွန်းတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်အပိုင်း1ယူသွမှုမရှိဘဲထိတ်ဆုံးကိုမရောက်နိုင်ပါဘူးကဲပထမဆုံးအချက်ကိုစလိုက်ကြရအောင်ပါမြန်မာလူငယ်တွေကြားမှာ one life balance ဆိုတဲ့စကားလုံးကအရန်ကိုခေတ်စားနေပါတယ်အလုပ်လဲလုပ်မယ်ဘဝကိုလည်းအေးတူလူဖြတ်တမ်းမယ်ပေါ့ဒါကကောင်းပါတယ်ဒါပေမဲ့မိတ်ဆွေရဲ့ရည်မှန်းချက်ကတာမန်ရုံးဝန်ထမ်းသားစာနဲ့ရက်တိချင်းုံလောက်ဆိုရင်ဒါကအဆင်ပြေပါတယ်ဒါပေမဲ့မိတ်ဆွေကထိတ်တန်းတတိတယောက်ဖြစ်ရှင်နဲ့ကိုပိုင်လုပ်ငန်းကြီးတစ်ခုတိစောက်ရှင်နေဆိုရင်တော့ဘယ်လန့်ညှိနေလို့မရပါဘူးမိတ်ဆွေစဉ်းစားကြည့်ပါအိုလံမစ်ရွှေတစိမ့်စုရတဲ့အားကစားသမားတွေကိုကြည့်လိုက်ပါသူတို့ရဲ့ဘဝမှာမျှတမှုရှိရဲ့လားမရှိပါဘူးသူတို့ရဲ့အားကစားနည်းကိုမနက်မိုးရင်းကနေမိုးလျှော်အထိယူသွတ်နေကြတာပါစားလဲတာသွားလဲတာအိတ်လဲတာပါပဲအဲ့လိုယူသွတ်မှသာကဘာရဲ့အဆင့်ကိုရောက်တာပါစီးပွားရေးမှာလည်းဒီလိုပါပဲမိတ်ဆွေကသူများတွေထက်ပိုပြီးရှမ်းသာခြင်းရင်သူများတွေထက်ပိုပြီးအလုပ်လုပ်ရမယ်ပိုပြီးစဉ်းစားရမယ်ပိုပြီးယူသွတ်ရပါလိမ့်မယ်ကျွန်တော်တွေ့ဘူးတဲ့တန်းကြွတဲ့ထေတွေလုပ်ငန်းရှင်ကြီးတွေအားလုံးမှာတူညီတဲ့အချက်ကသူတို့လုပ်ငန်းစတင်တည်ထောင်ခြင်းကစရမိသားစုကိုတော့အချိန်မပေးနိုင်တော့အောင်ကျမကြီးကိုတော့ဂရုမစိုက်နိုင်တော့အောင်အလုပ်ထဲမှာနှိမ့်မြုပ်ထားကြတာကိုတွေ့ရပါတယ်ဒါကကျမကြီးနဲ့မညီညွတ်တဲ့ယူသွတ်မှုလို့ခေါ်လို့ရပါတယ်ကြားရတာနဝင်မရှိုးပေမဲ့ဒါကလက်တွေ့အမှန်တရားပါပဲရှမ်းသာသွားတဲ့တတိတွေကရှမ်းသာပြီးမှသာဘဝကိုအေးဆေးဆေးနေကြတာပါရှမ်းသာကိုစူးစမ်းနေတဲ့ကာလတွေမှာတော့သူတို့ဟာယူသွတ်နေသူတွေသာဖြစ်ပါတယ်အပိုင်းနဲ့အုံနောက်ကိုဘာကြွေးမလဲဒုတိယအချက်အနေနဲ့ကျွန်တော်ပြောချင်တာကအုံနောက်ကိုအစာကျွေးတဲ့အကြောင်းအရာပါခန္ဓာကိုယ်ကျန်းမာဖို့အစားအသောက်ဆင်ခြင်ရတယ်လို့ပါပဲရှမ်းသာဖို့အတွက်လည်းအုံနောက်ကဝင်လာရတဲ့အရာတွေကိုဆင်ခြင်ရပါမယ်ကျွန်တော်ရဲ့2020ခုနှစ်လောက်ကိုပြန်ကြည့်ရပါမယ်အဲ့ဒီအချိန်ကကျွန်တော်ရဲ့ဝင်ငွေအစပေါင်းများစွာတက်လာတဲ့အချိန်ပေါ့အဲ့ဒီတုန်းကကျွန်တော်ရဲ့မေးစင်ဘဝအားနဲ့ချိန်ဆိုတာမရှိတော့ပါပဲကားမောင်းနေရင်စီဝိုင်း podcast တွေနားထောင်နေရေရှိုးနေရင်မဂဇင်းနဲ့ပတ်သက်တဲ့ audio book တွေဖွင့်ထားတယ်ထမင်းစားရင် YouTube ကနေငွေရှာလေးဗီဒီယိုတွေကြည့်တယ်ကျွန်တော်ရဲ့အုံနောက်တွေကိုဝင်လာတဲ့အရာ90%လောက်ကဘယ်လိုရှမ်းသာအောင်လုပ်ရမလဲဆိုတဲ့အကြောင်းအရာတွေကြည့်ပါပဲအခု2025ခုနှစ်မှာတော့ကျွန်တော်အဆင်ပြေသွားပါပြီအခုချိန်မှာကျွန်တော်ရဲ့ YouTube ကိုဖွင့်လိုက်ရင်ဂိမ်းစောတဲ့ဗီဒီယိုတွေဂီတနဲ့ပတ်သက်တဲ့ဗီဒီယိုတွေထိသွားဗီဒီယိုတွေပဲတွေ့ရတော့မှာပါ
ဘာလို့လဲဆိုတော့ကျွန်တော်ကမိမ့်ရှင်ပြီးသွားလို့ side quiz တွေကလိုက်တော့နေတဲ့ဂိမ်းကစားသမားတယောက်လိုရှင်းနေပြီမို့လို့ကဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ညီမလူငယ်တော်တော်များများကအခုမှဘဝကိုစသည်ဆောက်ရမယ်အချိန်မှာတထေးကြီးတွေရဲ့ lifestyle ကိုအားကြပြီးလိုက်နေကြတာပါပဲမိတ်ဆွေကအခုမှစီဝါရေးစားလုံးလဲဝေးရှာမယ်လို့စိတ်ကူးရှိရဲ့ဒါပေမဲ့မိတ်ဆွေရဲ့တနေ့တာမှာ Facebook 3နာက3နာရီ TikTok ကြည့်ရတာ2နာရီဂိမ်းဆော့တာက4နာရီရှင်းနေမယ်ဆိုရင်မိတ်ဆွေဘယ်တော့မှရှမ်းလာမှာမဟုတ်ပါဘူးမိတ်ဆွေကိုပြန်ပြီးမေးကြည့်ပါဒီနေ့တနေ့ကိုမိတ်ဆွေကြီးခဲ့တဲ့ဖုန်းထဲကအရာတွေဖတ်ခဲ့တဲ့စာတွေထဲမှာမိတ်ဆွေရဲ့ဝင်ငွေကိုတိုးတက်စေမယ့်အရာဘယ်နှခုပါပါသလဲအနုပညာရှင်တွေရဲ့အတင်းအပြင်းသတင်းတွေနိုင်ငံရေးဒရာမာတွေဟာတာဗီဒီယိုတွေကမိတ်ဆွေကိုပတ်စံရှာမပေးနိုင်ပါဘူးမိတ်ဆွေတကယ်ရှမ်းသာခြင်းမိတ်ဆွေရဲ့အုံနောက်ကိုကျွေးနေတဲ့အစာတွေကိုပြောင်းလဲပြရပါမယ်လမ်းသွားရင်တထင်းနားထောင်မဲ့အစာစီးပွားရေးအတန်ဖိုင်တွေနားထောင်တာညဘက် Netflix ကြည့်မဲ့အစားအယောင်ပညာနဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်တာဒါမျိုးတွေလုပ်ဆောင်ရပါမယ် YouTube တယ်ဆိုတာဒါကိုပြောတာပါမိတ်ဆွေရဲ့အားလက်ချိန်တိုင်းကိုမိတ်ဆွေရဲ့ရီမန်းချက်အတွက်အသုံးချနေတာကိုဆိုလိုတာပါငွေချင်းတွေကမိတ်ဆွေကိုမင်းကလည်းကွာစီးပွားရေးအကြောင်းကြီးပဲတွေးမနေပါနဲ့လက်ဖေးဆိုင်သွားထိုင်ရအောင်လို့ခေါ်တဲ့အခါမှာငါအလုံးလုံးเสียရှိသေးတယ်လို့ငင်းရတဲ့တတိရှိရပါမယ်ဒါကကြီးလိုက်ရင်လူမှုရေးခေါင်းပါတယ်ဆိုထင်ရပေမဲ့ထိတ်ဆုံးကိုရောက်ဖို့အတွက်ဒါကမရှိမဖြစ်လိုအပ်တဲ့ပေးဆက်မှုတစ်ခုပါပဲအပိုင်းတော့စိတ်ဆင်းရဲမှုထောင်ကြောင့်တတိယအချက်အနေနဲ့ကျွန်တော်ပုံမြင်လေးတစ်ပုဒ်ပြောပြပေးပါမယ်ကျွန်တော်မှာတငယ်ချင်းတစ်ယောက်ရှိပါတယ်သူရဲ့နာမည်မတိတာလို့ပဲထားပါတော့မတိတာကအမြဲပြောတယ်ငါမိဘတွေကိုအလုတ်ကနေအနားယူစေခြင်းပြီးကိုယ်ပိုင်လုပ်ငန်းလေးလုပ်ပြီးလွတ်လွတ်လပ်လပ်နေခြင်းနဲ့တလားကို350လောက်ဝင်ငွေရခြင်းနဲ့ပေါ့ဒါကမြန်မာလူငယ်တော်တော်များများရဲ့အိမ်မက်ပါပဲမိဘကျေးဇူးဆက်ရှင်နဲ့ဝေကျေးလွတ်လပ်ရှင်နဲ့ဒါနဲ့ကျွန်တော်ကမတိတာကိုမိကုန်းတစ်ခုမေးလိုက်ပါတယ်စောင်းပြီလေနင်ရှမ်းသာကျင်တာဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီရှမ်းသာဘိုးအတွက်နင်တပတ်ကိုအချိန်ဘလောက်ပေးနေပြီလဲလို့မေးလိုက်ပါတယ်သူဖြေရဆက်သွားပါတယ်ဘာလို့လဲဆိုတော့သူကမနက်9နာရီညနေ9နာရီရုံးလုပ်တယ်ညဘက်ပြန်ရောက်ရင်ပင်ပန်းလို့ဆိုပြီးရုပ်ရှင်ကြည့်တယ်စနေလူတွေကြာရင်လဲတငယ်ချင်းတွေနဲ့အပြင်ထွက်လဲတယ်ရောက်ပုံရိုက်တင်တယ်တကယ်တမ်းသူ့ရဲ့ရှမ်းသာခြင်းနဲ့စိတ်ကူအတွက်သူအချိန်ပေးတာကနိုင်က0ဖြစ်နေရပါဒီနေရာမှာအရေးကြီးတဲ့သင်ခန်းစာရှိပါတယ်မတိရပါလို့မပြောရှင်ရတာလဲဘာလို့လဲဆိုတော့သူ့ရဲ့အလိုအင်ဆန်အားနဲ့သူ့ရဲ့လုံရက်ကတောင်ငဲမြောက်ဖြစ်နေလို့ပါပဲသူကထိတ်ကန်100ခိုင်နှုန်းလို့ရှမ်းသာခြင်းပေမဲ့လုံရက်ကတော့တာမန်လူတွေလိုပဲနေထိုင်နေတာပါဒီကွာဟာချက်ကသူ့ကိုစိတ်ဆင်းရဲစေတာပါခမည်းတော်လည်းဒီလိုဖြစ်နေနိုင်ပါတယ်ငါရှမ်းသာခြင်းလိုက်တာလို့ဗဇက်ကအော်ပြီးလက်တွေ့မှာဘာမှထူးထူးခြားခြားမလုပ်ခဲဟောဖို့နေမယ်ဆိုရင်မိတ်ဆွေကစိတ်ဆင်းရဲနေရမှာပါဒီတော့အကျဉ်းတော်အကျဉ်းနှစ်ခုရှိပါတယ်တစ်မိတ်ဆွေတကယ်ရှမ်းသာခြင်းတာသိကြရင်အခုချိန်ကစားပြီးကိုယ့်အတွက်မလိုအပ်တဲ့အရာတွေကိုစလိန်ရှင်းထုတ်ပြီးတော့ကိုယ့်အတွက် YouTube တဲ့အလုံးလုံးမှုကိုမွေးမြူပါငွေချင်းတွေရှောက်လဲတာကိုရှော့ရှာပါမနေ့စောစောထပြီးကိုယ့်အလုပ်အတွက်ပြင်ဆင်ပါရုံအားလက်ချိန်မှာကိုယ့်လုပ်ငန်းအတွက်လေ့လာပါစနေတင်တွေမှာအခန်းအောင်ပြီးအလုပ်လုပ်ကမိသားစုကတငယ်ချင်းတွေကမိတ်ဆွေကိုငွေမတ်တဲ့ကောင်လို့ပြောလာရင်တော့ဂရုမစိုက်ပါနဲ့ဒါကရှမ်းသာဖို့အတွက်ပေးရမယ့်တန်ဖိုးပါပဲနှစ်တကယ်လို့မိတ်ဆွေဟာမလုံနိုင်ဘူးကွာငါကတငယ်ချင်းတွေနဲ့လည်းပြောခြင်းနဲ့ဘောလုံးပွဲလည်းကြည့်ခြင်းနဲ့အေးဆေးဆေးပဲနေခြင်းနဲ့ဆိုရင်လည်းရပါတယ်ဒါပေမဲ့ရှမ်းသာခြင်းနဲ့ဆိုတဲ့စိတ်ကူးကိုစွန့်လွတ်လိုက်ပါတာမန်လားစာလေးနဲ့တာမန်ဘဝလေးနဲ့ရောင်းရဲလိုက်ပါဒါဆိုရင်လည်းမိတ်ဆွေပျော်ရွှင်ရမှာပါပဲအစိုးဆုံးကတော့ဟိုမရောက်ဒီမရောက်အရှိနေပါပဲရှမ်းလဲရှမ်းသာခြင်းနဲ့ဒါပေမဲ့အလုပ်လည်းမလုပ်ရှင်ဘူးဆိုရင်တော့မိတ်ဆွေကိုတသက်လုံးစိတ်ဆင်းရဲစေရမယ်ထောင်ချောက်ပါပဲကဲပြန်ပြီးအနှိမ့်ရှုံးရမယ်ဆိုရင်တော့ရှမ်းသာခြင်းနဲ့ဆိုတာမတော်တဆဖြစ်လာတာမဟုတ်ပါဘူးခြေပေါက်တလို့ကံကောင်းလို့ဖြစ်လာတာလည်းလုံးဝမဟုတ်ပါဘူးဒါဟာပြင်းပြတဲ့ဇန္နာနဲ့ယူသွမှုရဲ့ရလဒ်ပါပဲတဲ့မိတ်ဆွေရှမ်းသာခြင်းအချိန်တစ်ခုထိဘယ်လန့်ဆိုတဲ့အရာဖို့မေးထားပြီးအလုပ်ပေါ်မှာလုံးဝယူသွနေရပါမယ်နှစ်မိတ်ဆွေရဲ့မျက်လုံးနဲ့နားထဲကိုဝင်လာတဲ့အရာတွေကိုပြောင်းလဲပြရမှာမယ်
ချော်ပြေရဲ့အတွက်အစာပညာရက်တွေကိုလေ့လာဖြည့်ဆည်းရပါမယ်။၃မိတ်ဆွေရဲ့လုံရတဲ့မျှော်မှန်းချက်တစ်ချက်တည်းကြပါလေ။ကိုမလို့ရှင်တဲ့မျှော်ဟမ်းပါနဲ့ဒီမှန်းချက်အတိုင်းလုပ်ဖြစ်အောင်လုပ်ပါ။မိတ်ဆွေကတစ်ကိုရွေးချယ်မဲ့သူလားနှစ်ကိုရွေးချယ်မဲ့သူလားကိုမမှာဝင်ပြီးရှင်းသွားပေးပါအောင်။ငါက YouTube မဲ့သူလို့ရေးမလားအေးစစ်စစ်ပဲနေတော့မယ်လို့ရေးမလားဘာကိုပဲရွေးရွေးမိတ်ဆွေရဲ့စုံဖြတ်ချက်ကိုကျွန်တော်လေးစားပါတယ်ဒါပေမဲ့မိတ်ဆွေကတစ်ကိုရွေးပြီးတကယ်ပဲကိုယ့်ရဲ့ဘဝကိုပြောင်းလဲခြင်းနဲ့မိသားစုကိုထောက်ပံ့ခြင်းနဲ့ဝေကြီးလွတ်လပ်ခွင့်ရခြင်းနဲ့ဆိုရင်တော့အခုပဲစတင်လိုက်ပါမနေ့ထင်မှာမဟုတ်ပါဘူးဒီနေ့ဒီရက်ချိန်ဒီဗီဒီယိုကြည့်ပြီးရနဲ့စတင်လိုက်ပါမိတ်ဆွေရဲ့ဖုန်းထဲမှာအသုံးမကျတဲ့ app တွေကိုဆက်ပြစ်လိုက်ပါ follow လုပ်ထားတဲ့အမှုပညာရှင် page တွေကိုခဏ unfollow လုပ်လိုက်ပါစီဝိုင်းပညာပေးတဲ့ page တွေ YouTube channel တွေကိုချပြီး subscribe လုပ်ပါကျွန်တော်ရဲ့ဒီ channel ကလည်းမိတ်ဆွေတို့လိုကြီးမှန်းချက်ကြီးရဲ့လူငယ်တွေအတွက်ငွေကြေးဆိုင်ရာအသိပညာတွေစီဝိုင်းအတွေးခေါ်တွေကိုအမြဲတမ်းမျှဝေပေးနေတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့အတိုင်းဝင်တွေကိုဝင်ရောက်လာဖို့အတွက်ဒီ channel လေးကို subscribe နေထားဖို့လည်းမမေ့ပါနဲ့နော်နောက်ပြီးဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမေးစရာတွေရှိရဆိုရင်လည်း comment မှာမေးခဲ့ပေးလို့ရပါတယ်ကျွန်တော်အားလုံးကိုဖြတ်ပြီးပြန်ပြီးဖြေပေးပါမယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့စမ်းတာဖို့ဆိုတာလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူးလွယ်ရင်လူတိုင်းတစ်ထည်ဖြစ်နေမှာပါဒါပေမဲ့မဖြစ်နိုင်တာလည်းလုံးဝမဟုတ်နေပါဘူးမိတ်ဆွေမှာလုံလောက်တဲ့ယူသွမှုသာရှိနေရင်မိတ်ဆွေပေးဆက်ရဲရင်တနေ့မှာမိတ်ဆွေလိုချင်တဲ့ပန်းတိုင်းကိုရောက်လာမှသိကြပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေကိုမီးတောက်ကိုတောက်စီခဲ့တယ်ဆိုရင် like ပေးခဲ့ပါတကယ်ချင်းတွေကိုလည်း sharing လုပ်ပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်